အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်တို့ငွေဆောင်မှရှိတဲ့ငှက်ကျွန်းလိတ်ကျွန်းကျွန်းလျားရှိစတဲ့ကျွန်းတွေကိုတွားရောက်လဲပတ်တဲ့ဘလော့ပဲဖြစ်ပါတယ်အရင်ဆုံးကျွန်းတွေကိုတွားမယ်ဆက်လေပေါ်ကိုမော်တော်ဘုတ်အသေးလေးတွေစီးပြီးတော့တွားရပါတယ်ဒီမော်တော်ဘုတ်အသေးလေးတွေနဲ့လည်းကျွန်းတွေကိုတွားလို့ရပါတယ်ဒါပေမဲ့ဈေးကတော့များပါတယ်ဆက်လေအကြီးနဲ့တွားတာကဈေးလဲပိုတက်တာတယ်လို့ပို့ပြီးတော့လည်းဆေးဖြစ်ပါတယ်ဒါပေမဲ့ဒီဆက်လေတွေကလူပြည့်မှထွက်တာဖြစ်လို့ကျွန်းကိုလိုက်မဲ့လူတင်နေတာစောင့်နေရလို့အချိန်တော့အနည်းငယ်ပေးရပါတယ်မော်တော်ဘုတ်အသေးလေးတွေကလူ6ယောက်ဆိုစပြီးတော့ထွက်ပါတယ်ဆက်လေကတော့လူ20ကျော်မှထွက်တာဖြစ်ပါတယ်ကျွန်တော်တို့ဆက်လေကလည်းလူ20ကျော်မှစပြီးတော့ထွက်ပါတယ်ဆက်လေဘောကိုရောက်ပါပြီဆက်လေဘောရောက်ပြီး15မိနစ်လောက်နေမှဆက်လေကစပြီးတော့ထွက်ပါတယ်ဝေဆောင်ကနေငှက်ကျွန်းကိုအရင်သွားပါတယ်ဆက်လီနဲ့ဆိုရင်ငှက်ကျွန်းကိုတနင်္လာနီးပါးမောင်းရပါတယ်အခုမြင်နေရတဲ့ကျွန်းကတော့ငှက်ကျွန်းဖြစ်ပါတယ်ငှက်ကျွန်းကိုရောက်တော့ကျွန်းသားကရေအရန်တိမ်တဲ့အတွက်ဆက်လီကကျွန်းသားကိုကတ်လို့မရပါဘူးဒါကြောင့်ကျွန်တော်တို့လှေလေးနဲ့ကျွန်းစီကိုပူရပါတယ်လေသူတို့ကကျွမ်းကျင်နေလို့လေကိုရီးယားကျွမ်းမှမကျွမ်းဘူးကျွန်းပေါ်ကိုရောက်တာနဲ့ကျွန်တော်တို့မနာတော့ဘဲနဲ့ကျွန်းရဲ့အပေါ်ကိုတန်းပြီးတော့တက်ခဲ့ပါတယ်ကျွန်းရဲ့အပေါ်ကနေမြင်ရတဲ့ရှုခင်းဟာတက်ရှိပကြီးကားတစ်ချက်ကိုကြည့်နေရတယ်လို့လှပလွန်လာပါတယ်ဒါကြောင့်လေဒီငှက်ကျွန်းကိုလာရောက်လဲပတ်တဲ့သူတွေအရန်သဘောကျနေတာဖြစ်ပါတယ်ဒါကတော့ကျွန်းပေါ်ကနေမြင်ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်အောက်ရမှာလဲလေအဲ့ဘက်မတိုင်နဲ့အဲ့ဘက်မှာကျွတ်နေတဲ့ဟာရှိရဲငါမမရဲ့ကျွန်တော်တို့ကျွန်းပေါ်မှာစိတ်ကြိုက်ဓာတ်ပုံရိုက်ဗီဒီယိုရိုက်ပြီးတော့အောက်ကိုဆင်းလာပြီးနေ့လည်စာစားဖို့အတွက်ကျွန်းပေါ်မှာရှိတဲ့ဆိုင်လေးစီကိုတွားခဲ့ပါတယ်ရန်အိုင်စီဒီဆိုင်လေးမှာပင်လယ်စာအစုံရတယ်လို့လက်ဆောင်ပစ္စည်းနဲ့အမှတ်တရပစ္စည်းတွေကိုလည်းရောင်းချပေးပါတယ်
အဲ့ဒီနောက်ကျွန်တော်တို့ဆက်လီဘော်ကိုပြန်ခဲ့ကြပြီးတော့အခြားကျွန်းတွေဖြစ်တဲ့လိတ်ကျွန်းနဲ့ကျွန်းလျားရှိကိုသွားဖို့အတွက်ထွက်လာခဲ့ပါတယ်ဒါကတော့လက်ကျွန်းဖြစ်ပါတယ်ဒီကျွန်းကိုအဝေးကနေကြည့်ရင်လက်ရဲ့ပုံသဏ္ဍာန်နဲ့တူလို့လက်ကျွန်းလို့ခေါ်ကြတာဖြစ်ပါတယ်ကျွန်းပေါ်မှာတော့ဘာမှမရှိတဲ့အတွက်ကြောင့်မလို့အဝေးကနေပဲကြည့်ပြီးတော့ကျွန်တော်တို့ snorkeling လုပ်မဲ့ကျွန်းလျားရှည်ဘက်ကိုဆက်ပြီးတော့ခရီးဆက်ခဲ့ပါတယ်ကျွန်းလျားရှည်ကိုရောက်ပါပြီဒီကျွန်းလျားရှည်မှာတော့ snorkeling လာလုပ်တဲ့သူတွေများပါတယ်ကျွန်တော်တို့လည်းဒီမှာ snorkeling လုပ်မှာဖြစ်ပါတယ်ရေကူးတက်တဲ့သူတွေကတော့ snorkeling လုပ်ကြပေမဲ့ရေမကူးတက်တဲ့သူတွေကတော့ယခုလိုအသက်ကယ်အင်ဂျီလေးတွေဝတ်ပြီးတော့ကျိုးလေးတွေကင်တာရေကူးတက်ပုံရိုက်ကြပါတယ်snorkeling လို့ရေကူးတက်ပုံရိုက်လို့ဝရတဲ့အခါမှာတော့ကျွန်တော်တို့ငွေဆောင်ကိုပြန်ခဲ့ကြပါတယ်ဒါကတော့ဆက်လီဘော်ကနေငွေဆောင်ကိုပြန်ပို့ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့သွားတာကမနက်10:00 နာရီကနေစထွက်တာဖြစ်ပြီးတော့ငွေဆောင်ကိုပြန်ရောက်တော့နေ့လယ်2:00 နာရီထိုးနေပြီဖြစ်ပါတယ်ဒါကြောင့်ခရီးစဉ်က4:00 နာရီနီးပါးကြာပါတယ်ဒါပေမဲ့ဒီခရီးစဉ်ကအရန်ပျော်စရာကောင်းပြီးတော့စိတ်လှုပ်ရှားစရာကောင်းတာကြောင့်မို့လို့ငွေဆောင်ရောက်ရင်ဒီကျွန်းတွေကိုအချိန်ပေးပြီးတွားရောက်လဲပတ်ဖို့ကျွန်တော်ကတိုက်တွန်းပါတယ်ခင်ဗျာ